ယောရှိအားလုံးပဲမင်္ဂလာပါကီစီကိုကနေကြိုဆိုပါရစေကျွန်တော်အနေနဲ့ One Punch Man JJK content တွေနဲ့ရှုပ်နေတာကြောင့် Naruto content လေးတွေကိုပြထားမိတယ်လို့ဖြစ်နေပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်က Naruto content တစ်ပုဒ်ကိုတင်ဆက်ပေးသွားပါမယ်။ခင်ဗျားတို့အတွက်တော့ Orochimaru ဆိုတာဘယ်လို character မျိုးဖြစ်နေမယ်မသိပေမဲ့ကျွန်တော်အတွက်ကတော့ဒီဘဲကတကယ်ကီးတစ်ယောက်ပဲဖြစ်ပါတယ်။ Orochimaru ဆိုတဲ့ character ကရှူတောင်ဘောင်းဆောင်ကနေနာမည်ပေါင်းများစွာကိုခေါ်ဆိုနိုင်တဲ့ character တစ်ခုပါ။ကျွန်တော်ရဲ့ရှူတောင်ကနေကြည့်လိုက်မယ်ဆိုရင်တော့ဒီဘဲကလူသားတွေကိုစမ်းသပ်လေ့လာနေတဲ့ Shinobi တစ်ယောက်လို့မြင်မိပါတယ်။ခင်ဗျားအနေနဲ့ Orochimaru ရဲ့စမ်းသပ်မှုတွေကိုမမြင်ဘူးဆိုရင်တော့ဒီဗီဒီယိုကစိတ်ဝင်စားဖို့ကောင်းနေမှာပါ။ Orochimaru က Naruto မှာတဲ့လူသားတွေကိုစမ်းသပ်ခဲ့တာမျိုးမဟုတ်ပဲ Boruto မှာပါဆက်လက်စမ်းသပ်နေဆဲဖြစ်ပါတယ်။ Orochimaru က anime series မှာတဲ့လူသားစမ်းသပ်မှုပေါင်း18ခုကိုလွှတ်ဆောင်ခဲ့တာပါ။ Team Dosu ဆိုတာကလည်း Orochimaru ရဲ့စမ်းသပ်မှုတစ်ခုဖြစ်ပြီးလူ3ယောက်တောင်ပါဝင်ခဲ့ပါတယ်။ Team Dosu ကိုလူ3ယောက်အနေနဲ့သတ်မှတ်မယ်ဆိုရင်တော့လူသားပေါင်းအယောက်20ကိုစမ်းသပ်ဖန်တီးခဲ့တာပါ။ Orochimaru စမ်းသပ်ဖန်တီးခဲ့တဲ့လူသားတွေအကြောင်းကလည်းစိတ်ဝင်စားဖို့ကောင်းနေတယ်လို့ဒီလူသားတွေထဲမှာဘသူကအကြမ်းဆုံးလဲအတန်မာဆုံးလဲဆိုတဲ့မိကွန်းကလည်းရှိနေပြန်ပါတယ်။ဒါကြောင့်ကျွန်တော်ကတော့ဒီနေ့မှာ Orochimaru ရဲ့စမ်းသပ်ခံလူသားတွေကိုအစင်သတ်မှတ်ပေးသွားပါမယ်။ကျွန်တော်အနေနဲ့ Jujutsu Kaisen One Punch Man နဲ့ Demon Slayer content တွေကိုပါဆက်လက်တင်ဆက်ပေးနေတာကြောင့်ခင်ဗျားတို့ဘက်ကဗီဒီယိုလေးကို like လုပ်ပြီး channel လေးကို subscribe လုပ်ပြီးခဲချဖို့တောင်းဆိုချင်ပါတယ်။ Orochimaru ကတော့ Sasuke လိုမျိုး Cosmo အသေးလေးကနေ Team Dosu လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ Genin တွေအထိပါဖန်တီးနိုင်ခဲ့တာပါ။ဒါကြောင့်ကျွန်တော်တို့ဘက်ကလည်းအစင်သတ်မှတ်တယ်ဆိုတဲ့နေရာမှာ Orochimaru ကဒီလူတယောက်အပေါ်မှာဘယ်လောက်ထိအားစိုက်ထုတ်ထားတယ်လဲဆိုတဲ့အချက်ကိုထည့်သွင်းစဉ်းစားဖို့အရေးကြီးပါတယ်။ကဲဆက်ပြောနေအရန်ကြာနေမှာဆိုတော့ဒီနေ့ဗီဒီယိုရဲ့နံပါတ်18နေရာမှာရောက်ရှိနေခဲ့တဲ့ Orochimaru ရဲ့စမ်းသပ်ခံလူသားအကြောင်းကိုစပြောကြပါမယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်18နေရာမှာရောက်ရှိနေခဲ့တဲ့စမ်းသပ်ခံလူသားကတော့ Karin ပဲဖြစ်ပါတယ်။ Karin ကိုနောက်ဆုံးမှထားလို့ခင်ဗျားတို့ကတော့ဂျင်းနဲ့မှမဟုတ်တော့ပါဘူး။ဘာလို့ဆို Karin ဆိုတာ Uzumaki မျိုးနွယ်ဝင်တယောက်ဖြစ်တာနဲ့အညီ Chakra ဖူးကလည်းအရှမ်းများပါတယ်။ခင်ဗျားကဒဏ်ရာတစ်ခုခုရရှိနေမယ်ဆိုရင် Karin ကိုသာပြေးပြီးကြိုက်လိုက်ပါ။ဒီလိုလုပ်ချင်းကခင်ဗျားရဲ့ဒဏ်ရာတွေကိုတတ်တာပျောက်ကင်းစေနိုင်ပါတယ်။ဘာလို့ဆို Karin ဟာသူ့ရဲ့ Chakra တွေကိုစူးစီးပြီး healing အဖြစ်ပြောင်းလဲနိုင်တာကြောင့်ပါ။စနားတဲ့လိုမျိုး healing master ကြီးကတောင် Karin ရဲ့ကုသမှုကိုခံယူခဲ့ရပါတယ်။ Karin ရဲ့အာယုံခံနိုင်စွမ်းမှာဆိုရင်လည်းတတိယမြောက်မျက်လုံးကိုရရှိထားတာကြောင့်တွားရှုပ်လို့မရနိုင်ပါဘူး။ဗျာကူကန်လိုမျိုးထိုးဖောက်မြင်နိုင်စွမ်းတစ်ခုဖြစ်ပြီး Chakra တွေကိုလည်းခြေရာခံနိုင်ပါတယ်။ Chakra signature တွေကိုပါအာယုံခံနိုင်တာကြောင့်ဒီလူဟာအမှန်ကိုပြောနေတာလားအမှားကိုပြောနေတာလားဆိုတဲ့ကိစ္စကိုလည်းခွဲခြားသိမြင်နိုင်ပါသေးတယ်။ခုရှိနာလောက်တော့မဟုတ်ပေမဲ့ Karin ကလည်း Adamantine chains တွေကိုအသုံးပြုနိုင်ပါတယ်။တသားကိုလန်ကြီးကိုဖျက်ဆီးဖို့ Karin ကသူ့ရဲ့ Adamantine chains တွေကိုအသုံးပြုခဲ့တာပါ။ Karin ဟာ Naruto series ထဲမှာဆိုရင်တော်တော် powerful ဖြစ်တဲ့ character ဆိုပေမဲ့ဘာကြောင့်နံပါတ်18နေရာကိုရောက်နေရတယ်လဲပေါ့။ဘာလို့လဲဆိုတော့ Orochimaru က Karin အပေါ်မှာဘာစမ်းသပ်မှုလုပ်ခဲ့လဲဆိုတာကိုကျွန်တော်တို့သိခွင့်မရခဲ့လို့ပဲဖြစ်ပါတယ်။ Orochimaru ဟာ Karin အပေါ်မှာတေချာပေါက်စမ်းသပ်မှုကိုလုပ်ခဲ့တယ်ဆိုပေမဲ့ဘလို့စမ်းသပ်မှုမျိုးဖြစ်တဲ့ဆိုတာကိုတော့မဖော်ပြထားပါဘူး။ကျွန်တော်တို့သိထားရတဲ့အချက်တစ်ခုကတော့ Karin မှာ healing capacity တစ်ခုရှိနေတာကြောင့် Orochimaru က collect လုပ်ခဲ့တယ်ဆိုတာပါပဲ။ Karin ဟာ Uzumaki မျိုးနွယ်စုရဲ့နောက်ဆုံးလက်ကျန်အမျိုးသမီးတစ်ယောက်ပါ။ Orochimaru စမ်းသပ်ခဲ့တာကတော့ Karin ရဲ့ Adamantine chains တွေဖြစ်နိုင်ပါတယ်။ Orochimaru ဟာ Karin ရဲ့ Adamantine chains တွေကိုအသုံးပြုနိုင်အောင်ဒါမှမဟုတ်လဲပုံမစွမ်းအားကြီးမားလာအောင်စမ်းသပ်ခဲ့နိုင်ပါတယ်။ဘာလို့လဲဆိုတော့ Karin ရဲ့ Adamantine chains တွေဟာ Uzumaki တွေပဲအသုံးပြုနိုင်တာကြောင့်ပါ။ Orochimaru ဆိုတဲ့ကောင်ကလည်းကျူးစွထူးခြားခြားတွေဆိုတည်ရတများများနဲ့သဘောအရန်ကြတတ်တာကြောင့်ဒီအချက်ကလည်းဖြစ်နိုင်ခြေရှိနေပါတယ်။ Orochimaru က Karin အပေါ်မှာဘလို့စမ်းသပ်မှုမျိုးတွေလှုပ်ဆောင်ခဲ့လဲဆိုတဲ့အချက်ကိုမသိရတာကြောင့်နောက်ဆုံးနေရာမှာပဲထားလိုက်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်19နေရာမှာရောက်ရှိနေတဲ့စမ်းသပ်ခံလေးတွေကတော့ Team Dosu ပဲဖြစ်ပါတယ်။ Team Dosu ဆိုတာအတန်ရွာကပတ်ဝန်းရှိပြိုင်တဲ့ခဲနေ3ယောက်ကိုပြောတာပါ။ကျွန်တော်ကတော့ဒီ3ယောက်လုံးကိုတနေရာထဲမှာတစုတစည်းတည်းထားပေးထားလိုက်ပါတယ်။ Team Dosu မှာတော့ Dosu, Zaku နဲ့ Kin တို့3ယောက်ပါဝင်ကြပါတယ်။ဒီ3ယောက်ဟာ Audience တွေကိုပြသခဲ့တဲ့ Orochimaru ရဲ့အစောဆုံးစမ်းသပ်မှုတွေပဲဖြစ်ပါတယ်။သူတို့ဟာအားအနည်းဆုံးစမ်းသပ်ခံလူသားတွေဖြစ်ခဲ့ကြတဲ့ဆိုပေမဲ့ကိုပိုင် ability လေးတွေကတော့ထူးခြားမှုရှိပါတယ်။ဒီ team က Rock Lee နဲ့ Sakura တို့ကိုအနိုင်ယူပြီး Sasuke ကိုအပြန်ရှင်းပစ်ဖို့အထိပါစူးစမ်းခဲ့ကြတာပါ။ Shikamaru, Choji နဲ့ Iro တို့3ယောက်ကတောင် Team Dosu ကိုမတားဆီးနိုင်ခဲ့ကြပါဘူး။ Zaku ဆိုရင်လည်းနှစ်ဖက်ကျိုးနေတာတောင်မှ Shino ကိုရအောင်တိုက်ခတ်ခဲ့သူပါ။ Kin ကတော့ Shikamaru လိုမျိုးအပြင်းထူပေမဲ့အရန် smart ဖြစ်သူနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Dosu ကတော့ Choji လိုမျိုးစွမ်းအားကြီးမားသူကိုတောင်အနိုင်ယူထားနိုင်ခဲ့ပါတယ်။ Gaara ကိုသွားစားလို့သာအသက်ပြောက်သွားခဲ့ရတာပါ။ Orochimaru ကတော့ Kin နဲ့ Zaku တို့ကို Arrow ထန်ဆဲအတွက်စတေးပြခဲ့ပါတယ်။ Orochimaru ဟာ Zaku အပေါ်မှာဆိုရင်အားပြင်းတဲ့လေပိုက်လိုင်းတွေကိုတက်ဆင်ပေးထားသလို Dosu အပေါ်မှာဆိုရင်လည်းအားပြင်းတဲ့အတန်လိုင်းတွေကိုထုတ်လုပ်နိုင်အောင်ဖန်တီးပေးထားခဲ့ပါတယ်။ Zaku ကတော့လေဖိအားနဲ့အရာရာကိုဖျက်ဆီးပြနိုင်တယ်လို့ Dosu ကလည်းအတန်လိုင်းနဲ့အကြားအာယုံတွေကိုဖျက်ဆီးပြနိုင်ပါတယ်။ Orochimaru ကိုယ်တိုင်ကကန်ဂျစ်စုမှာအားနေတာကြောင့် Kin အပေါ်မှာတော့အများကြီးမစမ်းသပ်နိုင်ခဲ့ပါဘူး။ဒါကြောင့် Kin ကို Orochimaru တယောက်ဘလို့စမ်းသပ်မှုတွေလွတ်ဆောင်ခဲ့တယ်လဲဆိုတာကိုမသိခဲ့ရတာပါ။ Orochimaru ဟာ Zaku, Dosu တို့ရဲ့ကျူးစွနဲ့ခန္ဓာကိုယ်ကိုတော့ကောင်းကောင်းကြီးစမ်းသပ်လေ့လာနိုင်ခဲ့ပါတယ်။ Dosu တို့အပေါ်မှာတော့ Orochimaru က Sasuke လိုမျိုး Cosmo ကိုမစမ်းသပ်ခဲ့ပါဘူး
ဒါကြောင့်ဒီနေ့ဗီဒီယိုရဲ့နံပါတ်16နေရာမှာရောက်ရှိနေခဲ့သူကတော့ Orochimaru ရဲ့ Cosmic ကိုရရှိပိုင်ဆိုင်ခဲ့တဲ့ Anko ပါ။ Anko က Orochimaru ရဲ့ team member တယောက်ဖြစ်ခဲ့တာကြောင့်စမ်းသပ်လေးလာမှုတွေကိုအတူတူလုပ်ခွင့်ရခဲ့ပါတယ်။အတူတူစမ်းသပ်လေးလာခဲ့ရတဲ့နောက်မှာတော့ Orochimaru က Anko အပေါ်မှာပထမဆုံး Cosmic ကိုစမ်းသပ်ခဲ့ပါတယ်။ Anko ဟာ Cosmic ကိုရရှိပိုင်ဆိုင်ခဲ့တဲ့အပြင် Orochimaru ရဲ့ Snake Transformation ကိုပါရရှိပိုင်ဆိုင်ခဲ့တာပါ။ Orochimaru က Anko အပါအဝင်အခြားသောလူ10ယောက်ကိုပါစမ်းသပ်ခဲ့ပေမဲ့ Anko တယောက်ထဲသာအသက်ရှင်နိုင်ခဲ့ပါတယ်။ဒါကြောင့် Anko ဟာ Cosmic ရဲ့ Heaven ပုံစံကိုနိုးထနိုင်ခဲ့တာပါ။ Anko ကတော့ Orochimaru ကိုတော်တော်လေးစားအားကျခဲ့ပေမဲ့မှားယွင်းတဲ့လှုပ်ဆောင်ချက်တွေကြောင့်ထင်းကနေထွက်ခွာဖြစ်ခဲ့ပါတယ်။ Orochimaru ဘက်ကလည်း Anko ကိုအပြတ်မရှင်းပစ်ချင်တာကြောင့်သူမရဲ့မှတ်ဉာဏ်တွေကိုသာဖျောက်ဖျက်ပစ်ခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့ Anko ရဲ့ Cosmic ability တွေကိုတိတိကျကျမသိခဲ့ကြရပါဘူး။ဘာလို့ဆို Anko ဟာသူ့ရဲ့ Cosmic ကိုတစ်ခါမှထုတ်မသုံးခဲ့တာကြောင့်ပါ။ Anko ကတော့ Orochimaru ရဲ့စမ်းသပ်ခြင်းကြောင့် Transnate Mutal Death Technique ကိုအသုံးပြုနိုင်ခဲ့ပါတယ်။ဂျေဆုကတော့ကိုယ့်ရဲ့အသက်ကိုရင်းပြီးရန်သူကိုတစ်ခါတည်းအဆုံးစီရင်နိုင်တဲ့ဂျေဆုတစ်ခုပဲဖြစ်ပါတယ်။ Anko ကတော့ Cosmic ကိုရရှိပိုင်ဆိုင်ခဲ့ပေမဲ့သူမရဲ့ ability တွေကိုတစ်ခါမှမမြင်တွေ့ခဲ့ရတာကြောင့်နံပါတ်16နေရာမှာသာရောက်ရှိနေခဲ့ပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်15နေရာမှာရောက်ရှိနေခဲ့တဲ့ Orochimaru ရဲ့စမ်းသပ်ခံလူသားကတော့ Jirobo ပဲဖြစ်ပါတယ်။ Sound Fight member တွေထဲမှာပထမဆုံးပြောပြပေးမဲ့ character တစ်ခုလည်းဖြစ်ပါတယ်။ Jirobo ကိုကျွန်တော်ကဘာကြောင့်နံပါတ်15နေရာမှာထားလိုက်ရတာလဲဆိုတော့ဒီဘဲဟာချိုဂျီကိုတော့မနိုင်ခဲ့တာကြောင့်ပါ။ Jirobo မဟုတ်တဲ့အခြားသော Sound Fight member တွေဟာရှုံးနိမ့်ခဲ့တယ်ဆိုပေမဲ့လည်း 1vs1 အခြေအနေနဲ့ရှုံးနိမ့်ခဲ့ကြတာမျိုးမဟုတ်ပါဘူး။ Storytelling ပိုင်းအရာကိုက Jirobo ဟာ Sound Fight member တွေထဲမှာအားအနည်းဆုံးအဖွဲ့ဝင်တစ်ယောက်ဖြစ်နေခဲ့တာပါ။ Jirobo ရဲ့အဓိကစွမ်းရည်တစ်ခုကတော့တန်မာမှုနဲ့ Chakra ဆွဲယူနိုင်မှုတွေပဲဖြစ်ပါတယ်။ Jirobo ဟာသူ့ရဲ့မြေကြီးပုံစံကိုအသုံးပြုပြီးရန်သူတွေကိုဖမ်းဆီးက Chakra တွေကိုဆွဲယူလေးရှိပါတယ်။ Chakra drain သွားတဲ့ကောင်ကတော့မြေကြီးပုံစံထဲမှာတင်တစ်ခါတည်းသေဆုံးသွားမှာပါ။မြေကြီးပုံစံကိုအသုံးပြုပြီးကြောက်ဘလူးကြီးတစ်ကောင်ကိုလည်းစင့်ခေါ်ဖန်တီးနိုင်ခဲ့ပါတယ်။ဒီတော့ Orochimaru အနေနဲ့ Jirobo ကိုပါစမ်းသပ်မှုတွေလုပ်ခဲ့တယ်လေပေါ့။ Orochimaru ကတော့ Jirobo ရဲ့ Cosmic ကိုစမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ Jirobo ဟာ Cosmic ရဲ့ first stage တင်မဟုတ်ပဲ second stage ကိုပါအသုံးပြုနိုင်ခဲ့ပါတယ်။ second stage ကိုအသုံးပြုနိုင်ခြင်းက Jirobo ကိုစိတ်မယူစားတစ်ယောက်အဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။ဘာလို့ဆို Cosmic ရဲ့ second stage ဟာ Sanjutsu Chakra တွေအများကြီးကိုဆွေယူထားနိုင်တာကြောင့်ပါ။ Sanjutsu Chakra တွေကိုဆွေယူပြီးချိုဂျီရဲ့အရန်ကြီးတဲ့ site ကိုတောင်လက်တစ်ဖက်ထဲနဲ့ထိထားနိုင်ခဲ့ပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်14နေရာမှာရောက်ရှိနေခဲ့တဲ့စမ်းသပ်ခံလူသားကတော့ Kidomaru ပဲဖြစ်ပါတယ်။အခြားသော Cosmic user တွေရဲ့ level 2 body transformation ဆိုတာကြီးကြီးမားမားပြောင်းလဲသွားခြင်းမရှိပေမဲ့ Kidomaru ကတော့လက်6ဖက်ကိုရရှိပိုင်ဆိုင်လာခဲ့ပါတယ်။ဟန်စီတွေကိုပုံဖော်အသုံးပြုရတဲ့ရှင်နိုဘီကဘာကြီးမှာလက်6ဖက်ပါဝင်နေတဲ့ကောင်ဟာတစ်ချိန်တည်းမှာဂျစ်စု3ခုကိုအသုံးပြုနိုင်စွမ်းရှိပါတယ်။ဒီဘက်ကလက်6ချောင်းရှိတဲ့အပြင်တတိယမြောက်သောမျက်လုံးကိုပါရရှိပိုင်ဆိုင်နေခဲ့တာပါ။ဒီတတိယမြောက်မျက်လုံးဟာ Kidomaru ရဲ့အာယုံခံနိုင်စွမ်းတွေကိုမြင့်မားစေပါတယ်။ဒါကြောင့်လည်း Kidomaru ရဲ့မျှချက်တွေဟာတိကျနေခဲ့တာပါ။ Orochimaru ကတော့ Kidomaru ကိုပင်ကူတကောင်ရဲ့ ability တွေထည့်ပေးလိုက်တဲ့ပုံရပါတယ်။ပင်ကူလူသားနဲ့မတူပေမဲ့လည်းပင်ကူအိမ်တွေကိုတိစောင်းနိုင်တာမျိုးပင်ကူအကြီးစားကြီးတွေကိုစစ်ခေါ်နိုင်တာမျိုးတွေလုပ်ဆောင်နိုင်ပါတယ်။ဒီပင်ကူကြီးကိုစစ်ခေါ်လိုက်တာနဲ့တပြိုင်နက်ဒီပင်ကူကြီးကများပြားလွန်လာတဲ့ပင်ကူငယ်လေးတွေကိုထုတ်လွှတ်ပေးပါတယ်။ Kidomaru ကသူ့ရဲ့တလိပ်တွေကနေ spider web တွေကိုထုတ်လွှတ်နိုင်ပါသေးတယ်။ပင်ကူတကောင်ရဲ့ nature အတိုင်းပြုမှုတတ်တဲ့ Kidomaru ရဲ့ character တိစောက်ပုံကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီ web တွေကနေလက်နက်တွေကိုလည်း transform နိုင်ပါသေးတယ်။အဓိကကတော့သူအသုံးပြုနေတဲ့မြားတွေကိုဒီ web နဲ့ပဲပြောင်းလဲလေးရှိတာပါ။ Jirobo ကိုစမ်းသပ်ခဲ့တဲ့အားစိုက်ထုတ်မှုထပ်ပိုးတဲ့အရာမျိုးတွေကိုကျွန်တော်တို့ Kidomaru အပေါ်မှာမြင်တွေ့ခဲ့ကြရပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်73နေရာမှာရောက်ရှိနေခဲ့တဲ့စမ်းသပ်ခံလူသားကတော့ Tayuya ပဲဖြစ်ပါတယ်။ Orochimaru ကသူ့ရဲ့ bodyguard တွေကိုရွေးချယ်တဲ့နေရာမှာအကျဉ်းသားအချင်းချင်းပြန်လည်တိုက်ခိုက်ခိုင်းလေရှိတာပါ။နောက်ဆုံးရှင်တန်ကြံရစ်သူတွေကသာလင် Orochimaru ရဲ့ရွေးချယ်ခြင်းကိုခံကြရလေရှိပါတယ်။ဒါကြောင့် Orochimaru ရဲ့ bodyguard တွေဟာတော်တော်တန်မာလေးရှိကြတာပါ။ဒီထဲကတယောက်ကတော့ Tayuya ဖြစ်ပြီး Sound Fight member တွေထဲမှာဆိုရင်တပိယမြောက်အတန်မာဆုံး character တစ်ခုပဲဖြစ်ပါတယ်။ Tayuya ရဲ့ ability တွေဆိုတာအတန်ကိုအခြေခံထားတဲ့ Genjutsu ability တွေဖြစ်လို့တော်တော်လေးကိုထူးခြားမှုရှိပါတယ်။နတ်ဆိုးရဲ့ပလွေတစ်ချောင်းကိုတီးမှုန်ရင်ထူးခြားတဲ့ illusion တွေကိုဖန်တီးရတာပါ။ခမည်းကဒီပလွေတန်ကိုကြားပြီးဆိုတာနဲ့ Tayuya ရဲ့ Genjutsu အောက်ကိုကြားရောက်နေပါပြီ။ဒီ Genjutsu ဆိုတာကလည်းပြိုင်ဘက်ကိုတော်တော်စိတ်ဒုက္ခပေးနိုင်ပါတယ်။ Tayuya ဟာနတ်ဆိုးပလွေကိုအသုံးပြုပြီး Doki 3ကကိုစင့်ခေါ်နိုင်စွမ်းရှိပါတယ်။ဒီ Doki တွေရဲ့ခန္ဓာကိုယ်ထဲကနေ Special One တွေကိုထုတ်လွှတ်နိုင်စွမ်းရှိပြီးခမည်းရဲ့ physical energy တွေကိုစုယူနိုင်စွမ်းရှိနေပါတယ်။ပြောရင်ခမည်းတို့လုံးဝယုံမှာမဟုတ်ပင်မဲ့ Shikamaru လိုကောင်မျိုးကတောင် Tayuya ကို1/1အခြေအနေမှာအနိုင်မရရှိခဲ့ပါဘူး။ထဲမာရီကလာရောက်ကူညီပေးခဲ့လို့သာ Shikamaru တရအသက်ရှင်တန်နေခဲ့တာပါ။ဒီနေ့ဗီဒီယိုရဲ့နံပါတ်7နေရာကိုရယူထားတဲ့စမ်းသပ်ခံလူသားတွေကတော့ Sakon နဲ့ Ukon တို့ပဲဖြစ်ပါတယ်။ Sakon နဲ့ Ukon တို့ဆိုတာ Orochimaru နဲ့မတွေ့ခင်တုန်းကမတူညီတဲ့လူနှစ်ယောက်ပဲဖြစ်ပါတယ်။ Sakon နဲ့ Ukon တို့နဲ့ Orochimaru ရဲ့ Cosmic ကိုရရှိပိုင်ဆိုင်သွားတဲ့နောက်မှာတော့ယူလောက်စရာကောင်းတဲ့စွမ်းရည်တွေကိုရရှိပိုင်ဆိုင်လာခဲ့ပါတယ်။ Sakon နဲ့ Ukon တို့ရဲ့အခြေခံစွမ်းရည်ကတော့သူတို့ရဲ့ခန္ဓာကိုယ်ကို molecule level အထိထိုးသွင်းပေါင်းစပ်နိုင်ကြတာပါပဲ။ Cosmic ရဲ့ level 2 stage မှာဆိုရင်ပေါင်းဆက်ထားတဲ့ခန္ဓာကိုယ်နှစ်ခုကတိကျရည်တည်နိုင်စွမ်းရှိလာပါတယ်။
ဒါအပြင်ရန်သူရဲ့ခန္ဓာကိုယ်နဲ့ပါပေါင်းဆက်နိုင်စွမ်းရှိနေပါသေးတယ်။စာခွန်နဲ့ဥခုနိုကအိုရိုချီမာရီရဲ့စမ်းသပ်ခြင်းကိုမခံရခင်မှာတဲ့အချင်းချင်းပေါင်းဆက်နိုင်ခဲ့ကြမယ်ဆိုရင်ဒါဟာသူတို့ရဲ့ကိုယ်ပိုင်ကဲ့ကဲခိုင်တစ်မျိုးပဲဖြစ်ပါတယ်။ အိုရိုချီမာရီရဲ့အကောင်းဆုံး defensive ability တစ်ခုဖြစ်တဲ့ Rashomon ကိုလည်းဒီနေ့ယောက်ကစစ်ခေါ်နိုင်ခဲ့ပါသေးတယ်။ဒီလို ability တွေကိုရရှိပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ကျွန်တော်ကဒီနေ့ဗီဒီယိုရဲ့နံပါတ်7နေရာမှာထားလိုက်တာပါ။ဒီနေ့ဗီဒီယိုရဲ့နံပါတ်11နေရာမှာရောက်ရှိနေခဲ့တဲ့ Orochimaru ရဲ့စမ်းသပ်ခံလူသားကတော့ Shretsugatsu ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့အမြင်ကတော့ Suigatsu ဟာ Soundpop member တိုင်းထက်တန်ပါတယ်လို့မြင်မိပါတယ်။အရေးအကြီးဆုံးအချက်ကတော့ Orochimaru က Suigatsu အပေါ်မှာဘယ်လောက်အထိအားစိုက်ထုတ်ထားတယ်လဲဆိုတဲ့အချက်ပေါ့။ Current လိုမျိုးပါပဲ Suigatsu ကိုလည်း Orochimaru ကဘယ်လို experiment မျိုးလုပ်ခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့မသိခဲ့ရပါဘူး။စမ်းသပ်လေ့လာမှုတွေကိုလှုပ်ဆောင်နိုင်ဖို့ Orochimaru က Suigatsu ကို water tank တစ်ခုထဲမှာထိန်းသိမ်းထားခဲ့ရပါတယ်။ဒါကြောင့် Suigatsu ကလည်းသူ့ရဲ့ hydrification ability ကိုအသုံးမပြုနိုင်တော့ဘူးပေါ့။ Suigatsu ဟာ Ozuki မျိုးနွယ်ဆိုရင်တယောက်ဖြစ်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကိုအရေးပုံစံအဖြစ်ပြောင်းလဲနိုင်ပါတယ်။ Suigatsu ရဲ့အကိုဖြစ်သူ Mangetsu ဆိုတာဓာတ်ရည်မှာတော်လေးကျွမ်းကျင်သူဖြစ်တာကြောင့် Suigatsu ရဲ့ဓာတ်ရည်ကလည်းအနေအထားတစ်ခုမှရှိပါတယ်။ဒါကြောင့် Orochimaru ကတော့ Suigatsu အပေါ်မှာကြီးမားတဲ့စမ်းသပ်မှုမျိုးမလုပ်ဆောင်ခဲ့ဘူးလို့ပဲယူဆရပါတယ်။ဒါကြောင့်ကျွန်တော်ကဒီနေ့ဗီဒီယိုရဲ့နံပါတ်7နေရာမှာထားလိုက်ပါမယ်။နံပါတ်10နေရာမှာရောက်ရှိနေခဲ့သူကတော့ Jugo ဖြစ်ပြီးအရန်အရေးကြီးတဲ့စမ်းသပ်ခံတဦးဖြစ်ခဲ့သူပါ။ဘာလို့လဲဆိုတော့ Jugo ရဲ့ ability ဟာ Cosmic ရဲ့အခြေခံဖြစ်ပြီးကဲခိုင်တစ်မျိုးဆိုရင်လည်းမမှားပါဘူး။ Jugo ရဲ့မျိုးနွယ်စုတစ်ခုလုံးက Senjutsu Chakra တွေကိုစုယူနိုင်စွမ်းရှိကြပေမဲ့နတ်ဆိုးတွေအဖြစ်ပြောင်းလဲသွားကြတာကြောင့်ကောင်းပေမဲ့တော်တော်လေးဆိုးတဲ့စွမ်းတစ်ခုလို့ဆိုရပါမယ်။ Jugo ရဲ့ state transformation ကြီးကတော်တော်ကျွတ်တဲ့အထဲမှာပါပါတယ်။ Jugo ရဲ့ခန္ဓာကိုယ်ဟာအသုံးနဲ့လက်နက်တွေအဖြစ်ပြောင်းလဲပြင်နိုင်ပါတယ်။လက်နက်တွေပြင်ဒီခန္ဓာကိုယ်ကြီးက Jugo ကိုပြန်သက်နိုင်စွမ်းရှိအောင်ပါ support ပေးနိုင်ပါသေးတယ်။ Jugo ရဲ့ Judo ability က၄ရောက်မြောက်ရိုင်းခါခဲရတိုက်ခိုက်မှုကိုတောင်းခံထားနိုင်တဲ့အထိမာကျောမှုရှိပါတယ်။ Cosmic user attention ပြန်ပြီး share ပေးနိုင်တဲ့ cells တွေကိုလည်းရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။ဒီအချင်းအရာကိုတော့ Jugo တယောက် Sasuke ရဲ့ခန္ဓာကိုယ် organs တွေကိုအစားထိုးပေးလိုက်တာကိုကြည့်ရင်သိနိုင်ပါတယ်။ပေးဆက်မှုအနေနဲ့ကတော့ Jugo ရဲ့ခန္ဓာကိုယ် site ကသေးသွားတာကိုတွေ့ရပါတယ်။ Jugo အပေါ်မှာ Orochimaru ကဘယ်လို experiment မျိုးလုပ်ခဲ့တယ်လဲဆိုတာကိုမသိရပေမဲ့ Jugo ရဲ့ခက်ခဲခိုင်ကိုတော့ကောင်းကောင်းကြီးအသုံးချနိုင်ခဲ့ပါတယ်။ဒါကြောင့်လဲ Naruto Universe ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ Cosmic user တွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာပါ။ Orochimaru က Jugo ရဲ့ stabilization ကိုတော့ချိန်ကြီးပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်လဲ Jugo ကသူ့ရဲ့ကဲ့ခိုင်စွာကိုကောင်းကောင်းကြီးအသုံးချနိုင်ခဲ့တာပါ။ဒီနေ့ဗီဒီယိုရဲ့နံပါတ်9နေရာကိုရောက်ရှိနေခဲ့သူကတော့ Kimimaro ပဲဖြစ်ပါတယ်။ Kimimaro ဆိုတာ Shikotsumiyaku ကိုရရှိပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်မပြောလဲ Kimimaro ဆိုတာ Kaguya clan ကဆိုတာခမားတို့သိလောက်မှာပါ။ Kimimaro ကသူ့ရဲ့ကဲ့ခိုင်စွာကြောင့်အယိုးတွေကိုလူတို့အသုံးချနိုင်ခဲ့ပါတယ်။ Orochimaru ရဲ့ Cosmic က Kimimaro ရဲ့ Shikotsumiyaku ကိုပိုပြီးကျန်းအောင်လှုပ်ဆောင်မပေးနိုင်ခဲ့ပါဘူး။ဘာလို့ဆို Shikotsumiyaku ဟာအရန်စွာကြီးမားပြီးသားဖြစ်တာကြောင့်ပါ။ဒါကြောင့်လဲ Sasuke ကိုမတွေ့ခင်ကတည်းက Orochimaru က Kimimaro ကို vessel အဖြစ်ရွေးချယ်ထားခဲ့တာပါ။ Kimimaro ရဲ့ Cosmic ကတော့ထူးထူးခြားခြားမြေကြီးပုံစံဖြစ်ပါတယ်။မြေကြီးပုံစံ Cosmic ဟာ Kimimaro ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေကိုမြင့်တင်ပေးနိုင်ပါတယ်။ဒါအပြင်သူ့မှာရှိနေတဲ့ Chakra ယောဂကိုလည်းပိုပြီးစိုးမလာအောင်ထိန်းပေးထားနိုင်ပါတယ်။ဒါပေမဲ့ Kimimaro ရဲ့ Cosmic State 2ကသူ့ကိုပိုပြီးနှိမ့်အောင်လှုပ်ဆောင်ပါတယ်။ဒါကြောင့်အခြား Cosmic user တွေနဲ့မတူတဲ့အကျိုးသက်ရောက်မှုမျိုးကို Kimimaro ကရရှိပိုင်ဆိုင်ထားခဲ့တာပါ။ Kimimaro ရဲ့ State 2ကသူ့ကိုပြန်လဲကောင်းမွန်အောင်ကုသပေးနိုင်ပါတယ်။ Kimimaro ဟာ Shikotsumiyaku ရဲ့စက္ကန့်သူဖြစ်တာကြောင့် Chakra ယောဂသာမရှိခဲ့ဘူးဆိုရင် Gaara ကိုတေချာပေါက်အနိုင်ယူနိုင်ခဲ့မှာပါ။ Gaara ဟာ Kimimaro ကိုရင်ဆိုင်ဖို့သူ့တက်တာမှာများပြားလွန်းလာတဲ့သဲပမာဏတွေကိုထိန်းချုပ်ခဲ့ရတယ်လို့သိထားရပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်8နေရာမှာရောက်ရှိနေခဲ့သူကတော့ Law ဖြစ်ပြီး Orochimaru ရဲ့တီထွင်မှုတွေကလက်ရမြောင်နုပညာတစ်ခုဆိုရင်လည်းမမှားပါဘူး။ Mitsuki လောက်တော့ Snake ဆေးမုတ်ဟာဖွားဖူးမဖြစ်ပေမဲ့ Law ကလည်း Orochimaru ရဲ့ခလုံးတွေကစွမ်းအားကြီးမားတဲ့ခလုံးတစ်ကောင်ဖြစ်ခဲ့ပါတယ်။ Law ဟာ Orochimaru ကိုတောင်ရင်ဆိုင်တက်ခိုက်နိုင်တဲ့အထိစွမ်းအားကြီးမားခဲ့တာပါ။ Law ဆိုတာကလည်း Orochimaru ကိုယ်တိုင်ဖန်တီးခဲ့တဲ့လူသားတစ်ယောက်ဖြစ်တယ်လို့ Orochimaru ရဲ့တင်ကြားမှုနဲ့ချီးမြှောက်ခြင်းတွေကိုခံထားရပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်7နေရာမှာရောက်ရှိနေခဲ့တဲ့ Orochimaru ရဲ့စသက်ခံလူသားကတော့ Danzo ပဲဖြစ်ပါတယ်။ဘာလို့ Danzo ကနံပါတ်7နေရာကိုရောက်ရှိနေခဲ့တယ်လဲဆိုတော့ Sharingan တွေအများကြီးကိုအသုံးပြုနိုင်အောင် Orochimaru ကဖန်တီးပေးထားတာကြောင့်ပါ။ Danzo ရဲ့ညာဘက်လက်ဟာခမားတို့သိတဲ့အတိုင်း Sharingan တွေအများကြီးကိုရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။ဒီလိုမျိုးရရှိပိုင်ဆိုင်အောင် Danzo က Shin Uchiha ရဲ့လက်မောင်းတစ်ဖက်ကိုအသုံးပြုနေရတာပါ။ဒီလို Sharingan တွေအများကြီးကို limitation မရှိဘဲအသုံးပြုနိုင်အောင်လဲ Hashirama ရဲ့ sense တွေနဲ့ပေါင်းစပ်ထားခဲ့ရပါတယ်။ Danzo ရဲ့တိုက်ခိုက်မှုဟာ Sasuke ကိုတော်တော်လေးဖိအားပေးထားနိုင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ Danzo ရဲ့ Izanagi 10လုံးဟာ Sasuke ကိုရင်ဆိုင်ဖို့လုံလောက်နေတာကြောင့်ပါ။ Obito ပြီးရင် Danzo ဟာ Naruto series တစ်လျှောက်လုံးမှာအကျဉ်းဆုံး Izanagi အသုံးပြုသူဖြစ်ခဲ့ပါတယ်။ Sasuke သာဒီအချိန်မှာ Susanoo ကိုမနိုးထားနိုင်သေးဘူးဆိုရင်တေချာပေါက် Danzo ရဲ့အဆုံးသတ်ခြင်းကိုခံလိုက်ရနိုင်ပါတယ်။ဒါကြောင့် Danzo ဟာဒီနေ့ဗီဒီယိုနံပါတ်7နေရာနဲ့ထိုက်တန်နေခဲ့တာပါ။ဒီနေ့ဗီဒီယိုရဲ့နံပါတ်6နေရာမှာရောက်ရှိနေခဲ့သူကတော့ Yamato ပဲဖြစ်ပါတယ်။ Orochimaru ကကလေးပေါင်း60လောက်ကိုအသုံးပြုပြီးတစ်သားအသုံးပြုသူကိုပြန်လည်ဖန်တီးခြင်းခဲ့ပါတယ်။ဒီအယောက်60ထဲမှာ Yamato တယောက်ပဲအသက်ရှင်သန်ကျန်ရစ်ခဲ့တာပါ။
ဒါကြောင့်လည်းယာမာတိုဟာဟာရှီရာမာလိုမျိုးတစ်သားပုံစံကိုအသုံးပြုနိုင်ခဲ့ပါတယ်။ယာမာတိုဟာနာရူတိုအတွက်တော့အရေးပါတယ်လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဘာလို့ဆိုယာမာတိုရဲ့တစ်သားပုံစံကခရာမာရဲ့ချာဂရာရဲ့စိတ်မှုကိုကောင်းကောင်းကြီးထိန်းပေးထားနိုင်တာကြောင့်ပါ။ယာမာတိုဟာတစ်သားပုံစံကိုအသုံးပြုပြီးရှီရီအိမ်တွေအပြင်ကိုပွားတွေကိုပါဖန်တီးနိုင်ခဲ့ပါတယ်။ယာမာတိုရဲ့တစီဆိုတာလူတစ်ယောက်ကိုခြေရာခံတဲ့နေရာမှာအရင်အသုံးဝင်ပါတယ်။ဒါအပြင်ယာမာတိုဟာခုနိုဟာကြီးစုပ်ပြတ်သက်သွားတုန်းကဆိုရင်သူ့ရဲ့တစ်သားပုံစံကိုအသုံးပြုပြီးလူနေအိမ်တွေကိုပြန်လည်တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်ယာမာတိုဟာအိုရိုချီမာရူရဲ့လက်ရမြောက်သောအနုပညာတစ်ခုဖြစ်နေခဲ့တာပါ။ကဲဒီနေ့ဗီဒီယိုရဲ့နံပါတ်5နေရာမှာရောက်ရှိနေခဲ့သူကတော့ခါဘူတိုဖြစ်ပြီးအိုရိုချီမာရူရဲ့တပည့်ကျော်တစ်ယောက်ဆိုရင်လည်းမမှားဘူးပေါ့။ခါဘူတိုလိုကောင်စားမျိုးကတော့နံပါတ်5နေရာမှာရှိနေမယ်ဆိုရင်ကျန်တဲ့နံပါတ်တွေမှာဘယ်သူတွေကရှိနေမလဲဆိုတာကအရန်ကိုမှစိတ်ဝင်စားစရာကောင်းနေခဲ့ပါပြီ။ခါဘူတိုဆိုတာအိုရိုချီမာရူရဲ့စပိုင်တစ်ယောက်တပည့်တစ်ယောက်ဆိုပေမဲ့စံသက်ချင်းကိုတော့မခံခဲ့ရပါဘူး။အိုရိုချီမာရူဟာခါဘူတိုကို medical ninjutsu ကိုသင်ကြားပေးဖို့ခေါ်ယူခဲ့တာပါ။ခါဘူတိုဟာစွမ်းအားမကြီးမားခင်ကတည်းကအိုရိုချီမာရူရဲ့ cosmet ကိုမလိုချင်ခဲ့ပါဘူး။ cosmet မရှိဘဲနဲ့တောင်မှခါဘူတိုဟာစနာတဲ့နဲ့ခက်ခါရှိလိုမျိုး character တွေကိုရင်ဆိုင်ထားနိုင်ခဲ့တာပါ။အိုရိုချီမာရူကခါဘူတိုအပေါ်မှာဘာစံသက်မှုမှမလုပ်ခဲ့ဘူးဆိုပေမဲ့ခါဘူတိုကတော့သူ့ကိုယ်သူအိုရိုချီမာရူအဖြစ်ပြောင်းလဲခဲ့ပါတယ်။အိုရိုချီမာရူမရှိတော့တဲ့နောက်ပိုင်းမှာခါဘူတိုဟာအိုရိုချီမာရူရဲ့လေလာရှာဖွေတွေ့ရှိမှုတွေကိုအသုံးချပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုပြောင်းလဲမှုတွေစပါးလဲမှုတွေကိုပြုလုပ်ခဲ့ပါတယ်။နောက်ဆုံးမှာဆိုရင်ခါဘူတိုဟာသူ့ရဲ့ခန္ဓာကိုယ်မှာ sound fight အဖွဲ့ဝင်တွေရဲ့ cells တွေကိုပါပေါင်းစပ်ပြီးအသုံးပြုလာနိုင်ခဲ့ပါတယ်။ဒါအပြင်စူရီဂတ်စုရဲ့ hydrification ability ကိုပါရရှိပိုင်ဆိုင်လာခဲ့တယ်လို့ snake ဆေးမှုကိုပါရရှိပိုင်ဆိုင်လာခဲ့ပါတယ်။ အိုရိုချီမာရူကတောင်ခါဘူတိုလောက်မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ယူဆရပါတယ်။ဘာလို့ဆိုအိုရိုချီမာရူဟာ vessel အခက်ခဲကြောင့် snake ဆေးမှုကိုမသိယူနိုင်ခဲ့တာကြောင့်ပါ။ဒီနေ့ဗီဒီယိုရဲ့နံပါတ်4နေရာမှာရောက်ရှိနေခဲ့တဲ့အိုရိုချီမာရူရဲ့စံသက်ခံလူသားကတော့ရှင်ဦးချီဟာပဲဖြစ်ပါတယ်။ရှင်ဦးချီဟာကတော့ Boruto era မှာ Mantra လိုမျိုးစွမ်းအားကြီးမားမှုနဲ့အတူပေါက်လာတဲ့ villain တစ်ကောင်ပဲဖြစ်ပါတယ်။သူ့ရဲ့အဓိကစွမ်းရည်ကတော့အရာဝတ္ထုတွေကိုထိန်းချုပ်နိုင်တဲ့ telekinetic ability ကိုရရှိပိုင်ဆိုင်ထားပါတယ်။ဒါအပြင် Mangekyo Sharingan တွေအများကြီးကိုလည်းရရှိပိုင်ဆိုင်ထားသလို Space Time Ninjutsu တွေကိုပါအသုံးပြုနိုင်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်3နေရာမှာရောက်ရှိနေခဲ့သူကတော့ Sasuke ပဲဖြစ်ပါတယ်။ Sasuke ဟာ Orochimaru စီကစွမ်းအားဘလောက်များကိုရရှိပိုင်ဆိုင်ခဲ့တယ်လဲဆိုတဲ့အချက်ကိုကျွန်တော်တို့မသိခဲ့ရပါဘူး။အဓိကကတော့ Sasuke ရဲ့ cosmet ဖြစ်ပြီးဒီ cosmet က Sasuke အတွက်တော့အမြင့်ကိုပြန်တန်းနိုင်မဲ့တောင်းပန်တစ်ခုဖြစ်ခဲ့ပါတယ်။ဘာလို့ဆို Naruto ကိုလည်းအနာယူထားနိုင်ခဲ့တယ်လို့ Itachi စီကလှုပ်ဝက်ချက်တွေကိုလည်းသိခွင့်ရခဲ့တာကြောင့်ပါ။ Honest Chidori လိုမျိုး ability တွေကိုကြတော့ cosmet နဲ့မှာပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ Deidara ရဲ့ C0 explosion ကနေလွတ်မြောက်နိုင်အောင်လဲ Orochimaru ရဲ့ cosmet ကကူညီပေးခဲ့ပါတယ်။ဘာလို့ဆို cosmet ကြောင့်သာ Manta ကိုစင့်ခေါ်နိုင်ခဲ့တာကြောင့်ပါ။ Itachi ကိုတိုက်ခိုက်နိုင်ခဲ့တဲ့ Kirin ဆိုတာကလည်း Orochimaru စီကလေ့လာခဲ့တာဖြစ်နိုင်ပါတယ်။ Sasuke ဟာ Orochimaru ရဲ့ Kusanagi ဓာတ်ကိုအသုံးပြုနေခဲ့တာတော်တော်လေးကိုကြာနေခဲ့ပါပြီ။ Orochimaru ရဲ့ Kusanagi နဲ့ Chidori ကိုတွဲဖက်ပြီးအသုံးပြုနိုင်ခဲ့ပါသေးတယ်။ဒါကြောင့် Sasuke ဟာဒီနေ့ဗီဒီယိုရဲ့နံပါတ်3နေရာနဲ့လုံးဝကိုထိုက်တန်နေခဲ့တာပါ။ဒီနေ့ဗီဒီယိုရဲ့နံပါတ်2နေရာမှာရောက်ရှိနေခဲ့တဲ့စံသက်ခံလူသားကတော့ Mitsuki ပဲဖြစ်ပါတယ်။ Mitsuki ဆိုတာလောနဲ့တူတဲ့ Orochimaru ရဲ့ခလုံးတစ်ကောင်ပဲဖြစ်ပါတယ်။ Mitsuki ဟာလောထက်ဘာကြောင့်ပိုပြီးတန်မာရတာလဲဆိုတော့ Orochimaru ရဲ့ iconic ကျစုတွေအကုန်လုံးကိုအသုံးပြုနိုင်နေတာကြောင့်ပါ။ဒါအပြင် perfect snake စစ်တစ်ယောက်ဖြစ်လို့တော်တော်လေးကိုစွမ်းအားကြီးမှာပါတယ်။ Mitsuki ဟာ Boruto ရဲ့နောက်ဆက်တွဲမန်ဂါမှာလည်းပြိုင်ဘက်တိုင်းကိုအကောင်းဆုံးအနေအထားနဲ့ရင်ဆိုင်ထားနိုင်ခဲ့သူပါ။ Perfect snake ဆေးမုတ် user တစ်ယောက်ဖြစ်လို့ Ryu လိုမျိုး character ကိုတောင် Mitsuki ကအနိုင်ယူနိုင်စွမ်းရှိနေခဲ့ပါတယ်။ Orochimaru ရဲ့နံပါတ်1စံသက်ခံလူသားကတော့ Orochimaru ကိုယ်တိုင်ပဲဖြစ်ပါတယ်။ Orochimaru ဟာသူ့ကိုယ်သူတော်တော်လေးစံသက်ပြုပြင်ခဲ့သူလို့ဆိုနိုင်ပါတယ်။ Orochimaru ရဲ့စစ်မှန်တဲ့ဖောင်ကိုခင်ဗျားလည်းမသိတယ်လို့ကျွန်တော်လည်းမသိနိုင်တော့ပါဘူး။ဒီဘဲကယောက်ျားလည်းဟုတ်တယ်လို့မိန်းမလည်းဖြစ်နေနိုင်ပါတယ်။တခါတလေမှာ Orochimaru ရဲ့ true form ကမွေးကြီးတစ်ကောင်ပုံစံအဖြစ်တည်ရှိနေတတ်ပါတယ်။နောက်ပိုင်းမှာ White Setsu ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုလိုက်တာကြောင့်ဘလို့ဖောင်မျိုးအဖြစ်တည်ရှိနေမလဲဆိုတာခံမှန်းရအရန်ခက်ခဲသွားပါပြီ။ White Setsu ဆိုတာ Hashirama ရဲ့ cell လို့ဆိုနိုင်တာကြောင့် Orochimaru ကလည်း immortal တစ်ကောင်ဖြစ်လာခဲ့ပါတယ်။ Orochimaru ဟာ Hashirama ရဲ့ cells တွေကိုရရှိပိုင်ဆိုင်ထားသလို Kabuto ရဲ့ Dragon ဆေးမှုကိုလည်းအသုံးပြုနိုင်နေပါတယ်။ Orochimaru ဆိုတာကတော့ Orochimaru ရဲ့အကောင်းဆုံးစံသက်မှုတစ်ခုဖြစ်နေစေပါပဲ။ကဲခင်ဗျားတို့ရဲ့အကြိုက်ဆုံးစံသက်မှုတွေရှိမယ်ဆိုရင်လည်းအောက်က comment section မှာဝင်ရေးသွားနိုင်ပါတယ်။ Orochimaru ရဲ့စံသက်မှုတွေပဲဖြစ်ဖြစ် Orochimaru ရဲ့ကျစုတွေပဲဖြစ်ဖြစ်ပေါ့။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။နောက်တစ်နေ့မှာနောက်ထပ်ဗီဒီယိုပုံနဲ့ပြန်တွေ့ကြပါမယ်။အားလုံးပဲ bye bye